အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လေရင်ပြန်တွေထက်ပြန်တန်းရတာပိုကျွမ်းကျင်ပြီးနိုင်ရွက်အကြီးဆုံးကမ္ဘာအစမ်းပြဆုံးစင်ကလေးအကြောင်းပြောပြသွားမှာဖြစ်ပါတယ်ဇလန်းအစမှာတော့မက်တီစီလို့ခေါ်တဲ့ဒုက္ခရောက်နေတဲ့စက်ကပ်အဖွဲ့တစ်ခုစီကိုအဝိစုပ်တွေနဲ့တဲဆောင်လာတဲ့စင်မကြီးတစ်ကောင်ကစင်ပေါက်လေးတစ်ကောင်မွေးဖွားခဲ့တာပေါ့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီစင်ပေါက်လေးမှာခန္ဓာကိုယ်ထက်ပိုကြီးတဲ့အေယာမနိုင်ရွက်ကြီးကြီးတွေပါလာတာဗျစက်ကပ်ပိုင်ရှင်မက်တီစီကြီးလည်းဒါကိုမြင်ရောစိတ်ပြတ်သွားပြီးငါတော့အရှုံးပေါ်ပြီးဒီလိုစင်ရုပ်ဆိုးကြီးကိုဘသူကလာကြည့်မှလဲဆိုပြီးစင်ကလေးကိုတီးတက်အမိုက်ပုံနာမှာတွားထားခိုင်းပါတော့တယ်လူတွေကလည်းသူ့ကိုကြည့်ပြီးတွန်းဖို့ဆိုပြီးအဖျင်းလေးလိုဝိုင်းလောင်ကြတာပေါ့ဒါပေမဲ့ဒီစင်ပေါက်လေးမှာကဘာကြုံမဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်အဲ့ဒီစက်ကပ်အဖွဲ့ကစစ်ပြန်ကြီးစတုပ်ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့မီလီနဲ့ဂျိုးတို့ဟာစင်ကလေးတံပိုးကိုတနာလို့တွားကစားပေးရင်းနဲ့အံ့ဩစရာတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။အဲ့ဒါကတော့စင်ကလေးရဲ့နှာမောင်းနှာကိုငှက်မွေးလေးတစ်ချောင်းပြလိုက်တဲ့အခါစင်ကလေးကနှာချေပြီးအေးရမနာရွက်ကြီးတွေကိုအတောင်မှန်လိုသုံးကလေထဲကိုဝဲပြန်တက်သွားတာပါပဲ။ကလေးတွေဟာစင်ကလေးပြန်တန်းနိုင်တာကိုစက်ကပ်ပိုင်ရှင်ကြီးကိုတွားပြောပြပေမဲ့အစပိုင်းမှာတော့ဘယ်သူမှမယုံကြပါဘူး။ဒါပေမဲ့ပရိသတ်တွေအများကြီးရှိမှဖျော်ဖြေပွဲလုပ်တဲ့ညတညမှာတော့စင်မကြီးဟာစင်ကလေးတံပိုးကိုလူတွေဝိုင်းစနောက်လို့စိတ်ဆိုးပြီးစက်ကပ်ယုံကြီးကိုဖျက်ဆီးမိရာကနေလူတယောက်သေဆုံးသွားခဲ့ပါတယ်။ဒါကြောင့်စက်ကပ်ပိုင်ရှင်ကြီးဟာစင်မကြီးကိုတခြားတနေရာကိုရရဆက်ဆက်ရောင်းချပစ်လိုက်ပြီးမိခင်နဲ့သားသမီးကိုခွဲပစ်လိုက်ပါတော့တယ်။မိခင်နဲ့ခွဲခွာလိုက်ရလို့ဝမ်းထဲနေတဲ့တံပိုးလေးကိုကလေးနှစ်ယောက်ကမင်းအောင်မြင်အောင်ပြန်တန်းပြနိုင်ရင်မင်းအမေကိုပြန်ဝယ်လို့ရမယ်ဆိုပြီးအားပေးခဲ့ကြပါတယ်။နောက်တစ်ကြိမ်ဖျော်ဖြေပွဲမှာတော့တံပိုးလေးဟာမီးလောင်နေတဲ့စင်မြင့်အမြင့်ကြီးပေါ်ကနေကောင်းကင်ရံထဲကိုရှယ်ပြန်တန်းပြလိုက်ပါတော့တယ်စက်ကပ်ယုံတွေကလူတွေအားလုံးဟာပါဇက်အဟောင်းသားနဲ့အံ့ဩကုန်ကြပြီးနိုင်ငံတကာသတင်းတွေမှာပါပြန်တန်းနိုင်သောစင်ကလေးဆိုပြီးတကဘာလုံးဟိုးဟိုးကြော်သွားပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးဗန်ဒီဗီယာဆိုသူကတော့စက်ကပ်ပိုင်ရှင်မက်တီစီကြီးကိုပတ်စံအပုံလိုက်ပေးပြီးရင်းတို့ရဲ့အေယာမဖျော်ဖြေရေးဥယျာဉ်ကြီးဖြစ်တဲ့ဒွေးမွန်ဒါစီကိုတံပိုးလေးကိုခေါ်ဆောင်သွားပြီးပုံမကြီးမားတဲ့ပွဲတွေလုပ်ဖို့စီစဉ်ပါတော့တဲ့ဒွေးဝမ်ရောက်တဲ့အခါတံပိုးလေးဟာပြင်သစ်မင်းသမီးချောလေးကိုလက်နဲ့အတူကောင်းကင်ဘားတန်းပေါ်မှာပူးတွဲပြန်တန်းပြရပါတယ်ဒါပေမဲ့လူယုတ်မာကြီးဗန်ဒီဗီယာဟာလောဘဇောတက်ပြီးဒံပိုလေးကိုဘာလုံခြုံရေးပိုက်ကိုမှမပါပဲအမြင့်ကြီးပေါ်ကနေအတင်းပြန်ခိုင်းတဲ့အပြင်စင်မကြီးကိုလည်းဒီဥယျာဉ်တွေကတခြားဆိုးရွားတဲ့အခန်းတစ်ခုမှာပိတ်လောင်ထားတာကိုကလေးတွေကသိသွားကြပါတယ်ဒံပိုလေးဟာပြန်တန်းနေရင်းနဲ့သူ့အမေရဲ့အော်တန်ကိုကြားလိုက်ရလို့စိတ်လှုပ်ရှားပြီးပွဲကြီးတစ်ခုလုံးပျက်စီးမတက်အလွဲအချိတ်တွေဖြစ်သွားခဲ့ပါတယ်ဒါကိုစိတ်ဆိုးသွားတဲ့လုပ်ငန်းရှင်ကြီးကစင်မကြီးကိုတပ်ပစ်ဖို့အထိအမိန့်ပေးလိုက်တဲ့အခါမှာတော့ကလေးနှစ်ယောက်နဲ့စက်ကပ်အဖွဲ့သားတွေဟာဒံပိုလေးနဲ့သူ့အမေကိုကယ်တင်ဖို့အတွက်လှုပ်ဝက်အစီအစဉ်တစ်ခုကိုစတင်ကြပါတော့တယ်။ဖျော်ဖြေပွဲနောက်ဆုံးညမှာတော့အဖွဲ့သားတွေဟာ Dream One ဥယျာဉ်ကြီးရဲ့မိစနစ်တွေကိုဖျက်ဆီးပြီးစင်မကြီးကိုကယ်ထုတ်ခဲ့တယ်လို့ဒံပိုလေးကလည်းသူ့ရဲ့နာရွက်ကြီးတွေကိုအားစိုက်ခတ်ပြီးကောင်းကင်ယံကနေဥယျာဉ်ကြီးတစ်ခုလုံးမီးလောင်ပျက်စီးသွားအောင်လှုပ်ဆောင်ကထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။နောက်ဆုံးမှာတော့စင်ကလေးဒံပိုနဲ့သူ့ရဲ့မိခင်စင်မကြီးဟာလူတွေရဲ့ဖမ်းဆီးမှုအောက်ကနေလွတ်မြောက်ပြီးအာဖရိကတောရိုင်းတဘာဝတောအုပ်ကြီးထဲမှာတခြားဆင်အုပ်ကြီးနဲ့အတူပျော်ရွှင်စွာပြန်တန်းရင်းဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ဗျာကဲမိခင်ကိုချစ်တဲ့စင်ကလေးဒံပိုရဲ့ record ဗီဒီယိုကိုသဘောကျရင် like နဲ့ follow လေးလုပ်ခဲ့ဦးနော်နောက်ထပ်ဘယ်လိုဇာတ်ကားမျိုးကြည့်ချင်လဲ comment မှာရေးခဲ့ပါဦး